ဒီနေ့မှာတော့လူငယ်တိုင်းမသိသေးတဲ့ချမ်းသာလာဖို့စဉ်းစားပုံ20မျိုးကိုဖော်ပြပေးပါမယ်။ဘဝတိုးတက်ပြောင်းလဲခြင်းရင်ပထမဆုံးပြောင်းရမှာကစဉ်းစားပုံစဉ်းစားနည်းပါပဲ။လူချမ်းသာတွေရဲ့စဉ်းစားပုံကကျွန်တော်တို့လိုမဟုတ်ပါဘူး။သူတို့ဘလို့စဉ်းစားလဲဆိုရင်နံပါတ်1အလုရှာဖို့မစဉ်းစားပါနဲ့အခွင့်လန်းလိုက်ရှာပါ။အလုကလူတစ်ယောက်အတွက်နေရာတစ်ခုပါပဲ။ဒါပေမဲ့အခွင့်လန်းကကိုယ်တိုင်ဖန်တီးနိုင်တဲ့လမ်းပါ။အောင်မြင်သူတိုင်းကအခွင့်အလမ်းကိုဖန်တီးသူတွေဖြစ်ပါလေ။နံပါတ်2ငွေမရှိတာကိုမစဉ်းစားပါနဲ့တန်ဖိုးတစ်ခုဖန်တီးနိုင်အောင်ကြိုးစားပါ။ငွေမရှိတာကပြဿနာမဟုတ်ပါဘူး။မတွေးခေါ်တာကပြဿနာပါ။တန်ဖိုးတစ်ခုဖန်တီးနိုင်ရင်ငွေကကိုယ့်နောက်ကိုလိုက်လာပါလိမ့်မယ်။နံပါတ်3အမားကိုမကြောက်ပါနဲ့အမားတိုင်းဟာလူကြီးမင်းကိုပိုတိုးသက်စေဖို့လမ်းပြနေပါတယ်။အောင်မြင်ခြင်းကအဆုံးသတ်မဟုတ်ပါဘူး။တင်ယူဖို့အခွင့်အလမ်းတစ်ခုပါပဲ။နံပါတ်4လင်မြန်နဲ့အောင်မြင်မှုဆိုတာမရှိပါဘူး shortcut မရှိဘူးတရက်စီပိုကောင်းအောင်လုပ်ပါနံပါတ်5ငွေစုတာနဲ့မလုံလောက်ပါဘူးကိုရင်းနှီးမြှုပ်နှံပါစာအုပ်တအုပ်တင်တန်းတစ်ခု scale တစ်ခုအဲ့ဒါတွေကငွေထက်တန်ဖိုးကြီးပါနဲ့ကိုအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံထားပါနံပါတ်6အချိန်ဖြုံးတာမလုပ်ပါနဲ့အချိန်ကိုရင်းနှီးမြှုပ်နှံပါအပျော်အပါးแท้မှာအချိန်မကုန်ပါနဲ့အချိန်ကငွေထက်တန်ဖိုးကြီးပါလေတင်ယူဖို့အတွက်အသုံးပြုပါနံပါတ်9အဖွဲ့အစည်းနဲ့အလုပ်လုပ်တတ်အောင်ကြိုးစားပါမိတ်ဆွေကောင်းတယောက်ကလူကြီးမင်းရဲ့အောင်မြင်မှုကိုမြန်စေတတ်ပါတယ်နံပါတ်10သူများအမြင်တွေကိုမစင်စားပါနဲ့သူများမယုံကြည်တာပြဿနာမဟုတ်ပါဘူးလူကြီးမင်းရဲ့ယုံကြည်ချက်ကလူကြီးမင်းအတွက်လမ်းညွှန်စာအုပ်ထစ်ဖို့လိုပါတယ်နံပါတ်9ခက်ခဲတာတွေကတန်ဖိုးရှိပါတယ်လက်ရှိမှာခက်ခဲနေတာကနောက်မှာလူကြီးမင်းရဲ့အောင်မြင်မှုအတွက်အခြေခံဖြစ်ပါတယ်နံပါတ်10စလုပ်ပါဘယ်အချိန်မှစရမယ်ဆိုတာမရှိပါဘူးအခုစလုပ်လိုက်ပါစလုပ်လိုက်တာနဲ့တကယ်ပြောင်းလဲတာတွေစဖြစ်လာပါတယ်လူငယ်ဘဝမှာစဉ်းစားပုံပြောင်းနိုင်ရင်အနာဂတ်မှာငွေအချိန်နဲ့လွတ်လပ်ခြင်း၃ခုလုံးကိုရနိုင်ပါတယ်ဒါဆိုရင်စဉ်းစားပုံပြောင်းလဲပြီဆိုရင် comment မှာရေးသွားခဲ့ပါအောင်နော်ကျွန်တော် channel လေးကို subscribe လုပ်သွားခဲ့ပါအောင်နော်